Yatta Japanese Language Center မှာကြိုဆိုပါရရှင်။အခုဗီဒီယိုဖိုင်လေးကတော့အန်သရီသမားတွေအတွက် Star ပုတ်စာဖြည့်ပုံဖြည့်နည်းစဉ်းစားပုံစဉ်းစားနည်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဘယ် level ပဲဖြစ်ဖြစ်ဖိုက်ကနေပြီးကကြတော့ N1 ထိ level အားလုံးမှာဖြည့်ပုံဖြည့်နည်းစဉ်းစားပုံစဉ်းစားနည်းကတော့အတူတူပါပဲ။သူကဘယ်လိုဖြည့်ရမလဲဆိုရင်ကွက်လက်၄ခုပေးထားလိုက်မယ်။အဲ့ဒီကွက်လက်၄ခုရဲ့အစနဲ့အဆုံးမှာတဲလွန်စားသွားပြီးတော့ရှာပါ။ကွက်လက်ရဲ့အစနဲ့အဆုံးမှာတဲလွန်စားရှာပြီးရင်1နဲ့3လေးထဲမှာတွဲလုံးလေးတွေရှာမယ်ပြီးရင်ဝါကြောက်ဘာသာပြန်ကြည့်အတိတ်ပဲရှိတယ်စီလျော်တယ်ဆိုလို့ရှိရင်မှန်တယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်စပြီးကကြကြည့်ကြည့်အောင်တွဲလုံးရှာဆိုပြောတော့တာလွယ်တာတွဲလုံးတွေကလည်းရှာတတ်မှတိမှလေးနော်ကဲဟုတ်ပြီဒါဆိုရင်ပထမဆုံးပုတ်ကတော့နာဆွရစုမိနော်ရဲ့နောက်ကဘာလိုက်လဲ N5 မှာတကယ်တင်ပြီးသားနောင်ဆိုပြီးတော့ဟုတ်တယ်နော်ဒါကြောင့်မလို့နော့ရဲ့နောက်ကတော့နောင်လိုက်တာကများပါတယ်ဒါကြောင့်နာဆွရစုမိနော်ဆိုတော့နွေရာသီပိတ်ရဲ့ဘာလဲအဲ့တော့နောင်တွေကိုလိုက်ပြီးတော့ရှာကြည့်ရအောင်ပါတီကယ်ဝကနောင်မဟုတ်တဲ့အတွက်ကြောင့်မလို့ပထမကွက်လက်မှာတော့သူ့ကိုထည့်လို့မရဘူးနောက်နံပါတ်2ကကြတော့နိဆူရခိခန်းဆိုတဲ့ခါကြတော့ရက်အရေးအတွန်းနဲ့ကာလအပိုင်းအခြားဒါဆိုရင်သူကတော့နောင်ပဲနွေရာသီပိတ်ရက်အရေးအတွန်းနဲ့ကာလအပိုင်းခြားလားနောက်နိယောတဲ့ဆိုတာကနောင်နိယောတဲ့ဆို grammar pattern ရှိပါတယ်သူကလည်းပဲသူ့ရဲ့ရှေ့မှာနောင်ထည့်ပေးရပါမယ်ခဏလေးထားအောင်အခုကပထမကွက်လက်ဘာထည့်မလဲကိုစဉ်းစားနေတာမလို့ခိုင်းရှာဆိုတော့ကုမ္ပဏီဒါဆိုရင်သူလဲနောင်ပဲဒါဆိုရင်တို့ကနောင်က1နဲ့3လေးထဲမှာနံပါတ်2ရှိတယ်နံပါတ်4ရှိတယ်2ထည့်ရင်ကောင်းမလား4ထည့်ရင်ကောင်းမလားဝက်ကြောက်ဘာသာပြန်ကြည့်နွေရာသီပိတ်ရက်အရေးအတွန်းနဲ့ကာလအပိုင်းခြားလားနွေရာသီပိတ်ရဲ့ကုမ္ပဏီလားဒါဆိုရင်တော့နွေရာသီပိတ်ရဲ့ဘယ်နှစ်ရက်ပိတ်ပါတယ်ဆိုရက်ရက်အရေးအတွက်နဲ့ဘယ်နေ့ကနေဘယ်နေ့ထိပိတ်ပါတယ်ဆိုရက်ကာလအပိုင်းခြားဆိုတဲ့အဓိပ္ပာယ်နဲ့နှစ်ကပထမကွက်လက်မှာနေရာယူသွားပါပြီကဲဟုတ်ပြီဒါဆိုရင် particle 1ဆိုတာကကတာဝိဘတ်ဆိုတာကကြတော့ကတာဘုတ်ရဲ့အနောက်ကနေလိုက်တယ်ဒါဆိုရင်နောင်ဆိုရက်ကတာရဲ့နောက်ကနေနံပါတ်1ကရောက်သွားပြီပေါ့နွေရာသီပိတ်ရဲ့နေ့အရေးအတွက်တွေနဲ့ကာလအပိုင်းခြားတွေကတော့အဲ့ဒီမှာနောင်နိရောတဲ့ဆို grammar pattern ရခိုင်းရှာဆိုတဲ့နံပါတ်4က3ရဲ့ရှေ့ကရောက်သွားပါတယ်ဒါဆိုရင်4-3ကဒီနေရာမှာဝင်လိုက်တယ်နွေရာသီပိတ်ရဲ့ဘယ်နှစ်ရက်ပိတ်ပါတယ်ဆိုတဲ့နေ့အရေးအတွက်နဲ့ဘယ်နေ့ကနေဘယ်နေ့ထိပိတ်ပါတယ်ဆိုတဲ့ကာလပိုင်းခြားတွေကတော့ကုမ္ပဏီကိုလိုက်ပြီးကကြတော့ခါနာလီတော်တော်လေးကိုပဲခြိကောက်ရောတာကွာဟတဲ့ပုံပါပဲဆိုတဲ့အဓိပ္ပာယ်ပါကဲဟုတ်ပြီဒါဆိုရင်နိယောတဲ့ဆိုတဲ့ grammar pattern လေး emi ကစုစုပေါင်း n3 မှာဆိုလို့ရှိရင်တော့5ခု n4 ဆိုလို့ရှိရင်တော့2ခုအနေနဲ့သင်ခဲ့ရတယ်ပေါ့နော်ဒါဆိုရင် n4 ဆိုလို့ရှိရင်တော့အကြားဆိုးသင်ခဲ့ရတယ်လေအကြားဆိုးတော့ခိုင်လုံတဲ့သတင်းအရင်အမြင့်အရဆိုရင်သတင်းအရင်မြင့်ရဲ့နောက်ကနေနိယောရုတိုဆိုတာလိုက်တယ်လေအရဆိုရင်ဆိုတဲ့အဓိပ္ပာယ်နိယောရုတိုဆိုတာလေနိယောတဲ့ရဲ့တအုပ်စုတနွယ်သေးပါပဲကဲဟုတ်ပြီဒါဆိုရင်ခိုင်လုံတဲ့သတင်းအရင်အမြင့်နိယောရုတိုဆိုတာလိုက်ခဲ့တယ်နောက်တစ်ခုကတော့လူနိယောတဲ့ပေါ့နော်လူနိယောတဲ့ဆိုရင်အဲ့လူမှာတီထွန်ထုတ်လုပ်ပြုလုပ်ဖန်တီးဆိုတဲ့အဓိပ္ပာယ်ပါတို့ n4 ခေါက်ဆွဲထုတ်လုပ်လိုက်တဲ့သူတီထွန်လိုက်တဲ့သူမှာပါဘူးပါတယ်နောက် N3 မှာကကြတော့ grammar pattern သူ့ကို imi အနေနဲ့5ခုအနေနဲ့ပေးထားတယ်ပေါ့နော် grammar pattern ထဲမှာပထမဆုံး imi ichi ကတော့အကြောင်းရဲ့နောက်ကနေလိုက်ပါတယ်အဲ့တော့အကြောင်းအရင်ကြောင့်ဆိုဘာသာပြန်ရတယ်တစ်တော်တွေခုတ်ထွန်ရှင်းလင်းခြင်းကြောင့်သဲကန်နာရတွေကပို့ပြီးတော့များလာတယ်ဆိုတာလိုမျိုးနောက်ထပ် imi ni ကကြတော့နီးလန်းရဲ့နောက်ကနေလိုက်ပါတယ်နီးလန်းဖြင့်ဆိုပြီးတော့ဘာသာပြန်ပါတယ်ဖုံးဖြင့်စုံစမ်းမေးမြန်းခြင်းသိခံပါဆိုတာလိုမျိုးနောက်ထပ်နံပါတ်3ကကြတော့အထောက်အထားရဲ့နောက်ကနေလိုက်ပါတယ်အထောက်အထားပေါ်မူတည်ပြီးဆိုတဲ့အဓိပ္ပာယ်ရမှတ်ပေါ်မူတည်ပြီးတော့အတန်းကိုခွဲတယ်ဆိုတာလိုမျိုးပါနောက်၄ခုမြောက်ကတော့ A ကိုလိုက်ပြီးကကြတော့ B တွေလဲကွာသွားတယ်ဆိုတဲ့အဓိပ္ပာယ်နိုင်ငံကိုလိုက်ပြီးတော့ယဉ်ကျေးမှုတွေကွာတယ်ဆိုတာလိုမျိုးနောက်ထပ်နံပါတ်5ကတော့သူကဖြစ်လာနိုင်တဲ့ချွန်းချက်တွေကိုကြိုပြောတာပေါ့နော်တကယ်ချင်းတွေခီးသွားကြအောင်ဆိုညှိလိုက်အေးဟုတ်ပြီငါလဲလိုက်မှာပေါ့ဒါပေမဲ့ရက်ပေါ်မူတည်ပြီးကကြတော့မလိုက်နိုင်တာမျိုးလဲဖြစ်သွားနိုင်တယ်ကျမကြီးပေါ်မူတည်ပြီးကကြတော့ခီးမှာမပါဝင်နိုင်တာမျိုးလည်းဖြစ်သွားနိုင်တယ်ဒါမျိုးဖြစ်လာနိုင်တဲ့ချွန်းချက်ကိုကြိုပြောတဲ့သဘောအနေနဲ့လည်းသုံးပါတယ်အခုဒီမှာသုံးထားတဲ့နိယောတဲ့ဆိုတာကကြတော့A ကိုလိုက်ပြီးတော့ B တွေကွာပါတယ်ဆိုတော့ imi ယွန်းအရာသုံးထားတာပါကုမ္ပဏီကိုလိုက်ပြီးကကြတော့တော်တော်လေးကိုပဲကွာဟပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါကဲဟုတ်ပြီဒါဆိုရင်အဖြေမှန်ကတော့2143ဆိုတော့ star ကြရနံပါတ်ကိုခဲချဲပေးလိုက်ရုံပဲနံပါတ်4ကိုခဲချဲပေးလိုက်ပါ
ကဲဟုတ်ပြီဒါဆိုဒုတိယတစ်ပုတ်ဆယ်စွတ်မိတ်ကရှင်းပြချက်ကကဲရှင်းပြချက်ကဆိုလို့ရှိရင်ခါအဲတဲ့လားခါအဲတဲ့ဆိုတာကဒီမှာဆိုရင်တဲ့ဖောင်အနေနဲ့သုံးထားတာမဟုတ်ပါဘူးသူကဖူကုရှိကရိယာဝိသေသနာအနေနဲ့ပါခါအဲတဲ့ဆိုတာကပြောင်းပြန်အားဖြင့်ဆိုရဲကရိယာဝိသေသနာပါကရိယာဝိသေသနာဆိုမှတော့သူ့ရဲ့နောက်က verb ဒိုးရှိတွေလိုက်ပါလိမ့်မယ်ကဲထားတော့ခူဝါရှိစုကိတဲ့ဆိုလို့ရှိရင်ကြတော့ခူဝါရှိလို့ခေါ်တဲ့ adjective အိမှာ e ကိုဖြုတ်စုကိလို့ကတ်လိုက်တယ်များသွားတယ်ကြော်သွားတယ်ဆိုတော့ and4 grammar pattern မှာအဲ့တော့ခူဝါရှိဆိုတာကကြ detail ဖြစ်တာ detail ဖြစ်လွန်ပြီးအသေးစိတ်လွန်ပြီးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ရှင်းပြချက်ကအသေးစိတ်လွန်ပြီးလားနောက်ရှင်းပြချက်ကပြောင်းပြန်အားဖြင့်လားနောက်နာတဲ့ဆိုတာကနာလီမတ်ကနေလာတဲ့တဲ့ဖောင်ပေါ့နော်ဖြစ်ပြီးနောက်နံပါတ်၄ကကြတော့ဝါကာလီနီခုဝါကာလီနီခွီဝါကာဒူဝါကာလီမတ်ဘတ်မတ်မှာမတ်ကိုဖြုတ်ပြီးကကြတော့နီခွီကလိုက်တယ်နီခွီကလိုက်တယ်ဆိုရင်ဘတ်ရခတ်တယ် adjective အိမှာ e ကိုဖြုတ်ပြီးတော့ခုနာဒီမတ်ကလိုက်တယ်ဒါဆိုလို့ရှိရင်ဘတ်ရခတ်လာတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတယ်အဲ့တော့တို့က adjective အိမှာ e ကိုဖြုတ်ခုနာဒီမတ်ဆိုတဲ့ grammar pattern အရာ၄ရဲ့နောက်ကတော့3ကလိုက်ပါတယ်ဝါကာလီနီခုနာတဲ့ဆိုပြီးတော့ဖြစ်သွားပါမယ်ကဲဟုတ်ပြီဒါဆိုရင်ဝက်ချရဲ့ဆုံးမှာကကြရှီမတလို့ပေးထားတယ်ရှီမတဆိုတာကကြတော့ verb တဲ့ရှီမတဆိုတဲ့ grammar pattern ရှိတယ်လေဒါဆိုရင်တဲ့ဖောင်ကနံပါတ်3ပဲဆိုတော့3ကဒီနေရာမှာရောက်သွားတယ်3ရဲ့ရှေ့မှာက4ကရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ4ဖြစ်သွားပါမယ်ဒါဆိုရင်ရှင်းပြချက်ကပြောင်းပြန်အားဖြင့်လားရှင်းပြချက်က detail ကြပြီလားဆိုတော့ရှင်းပြချက်က detail အသေးစိတ်လွန်ပြီးကကြတော့ပြောင်းပြန်အနေနဲ့နားလည်ရလွယ်မဲ့ကိစ္စကြီးကနေပြီးတော့နားလည်ရခတ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါကြောင့်2143 star ကြရနံပါတ်ဆိုတော့အဖြစ်မှန်ကနံပါတ်4ဖြစ်သွားပါမယ်ရမယ်နော်ကဲဒါဆိုရင်နံပါတ်16ကိုသွားရအောင်နံပါတ်16ကကြတော့ sweet sanjo ဆိုတော့ recommendation letter ပေါ့နော်ထောက်ခံစာက particle ကရဲ့နောက်ကနေကွက်လက်ပေးထားရဆိုတော့ဘာထည့်မှာလဲတိုယူလား particle နှစ်စစ်တော့သွားသုံးလို့မရဘူးဒါပေမဲ့တခုတော့ရှိတယ်တို့ရဲ့ရှေ့မှာဆိုရင်တော့ plain ဖောင်ရှိတယ်ဆိုတာလေးတစ်ခါတည်းတွေးခဲ့မယ်သူ့ရဲ့ရှေ့မှာ plain ဖောင်တစ်ခုလာပေးရပါမယ်ဂေါခါကုစရုဆိုတာကတော့ plain ဖောင်ဖြစ်ပါတယ်အဲ့တော့ sweet sanjo ဆိုရဲထောက်ခံစာကအောင်မြင်တယ်လို့တော့သုံးလို့မရဘူးဒါဆိုလို့ရှိရင်ဆက်ပြီးတော့ဖတ်မယ်ခါနာရာဇုရှိမှုအမြဲတမ်းကြီးအတဲ့မှုရှိတယ်ဆိုရင်တောင်မှဒါဆိုရင်ထောက်ခံစာကရှိတယ်ဆိုရင်တောင်မှဆိုရင်တော့ဝကြကအတိတ်ပဲရှိတယ်နံပါတ်၄ကိုအဲ့ဒီညမှာဝင်လိုက်တယ်ဒါဆိုရင်၄ပါသွားပြီဆိုတော့ plain ဖောင်ဖြစ်တဲ့နံပါတ်2ကတော့1ရဲ့ရှေ့မှာရောက်သွားမယ်ဂေါကာကုစရုတိုယူဘာလို့မလို့2က1ရဲ့ရှေ့ကိုရောက်လာလဲဆိုရင်တို့ဆိုတဲ့အရာလေးက plain ဖောင် plat တို့ဆိုပြီးကကြတော့တွဲတယ်လीနော်အဲ့တော့ plain ဖောင် plat တို့ဆိုပြီးကကြတွဲတယ်ဆိုတဲ့and 5က grammar pattern အရာနှစ်တဲ့အတွဲလေးဖြစ်သွားမယ်ဝက်ချရဲ့နောက်ဆုံးကိုသွားကြည့်လိုက်တော့ဝါခဲတဲဝ9ဝါခဲတဲဝ9ကလည်းပဲ plain ဖောင်နေနဲ့တွဲပါတယ်ဒါကြောင့်ဒီမှာဆိုရင်ဂေါခါကုဆိုရုတိုယူဆိုတော့EU ကနေပြီးကကြတော့ EMS ကနေလာတဲ့ plain ဖောင် EU ပဲဒါကြောင့်မလို့ဒီနေရာမှာ1ဖြစ်သွားမယ်1ရဲ့ရှေ့မှာ2ဆိုတော့2တက်ဒါဆိုရင်လွတ်နေတာကနံပါတ်3 4321ဖြစ်သွားမယ်ဝက်ချကိုဘာသာပြန်ကြည့်မယ်ထောက်ခံစာကရှိတယ်ဆိုတိုင်းလည်းပဲအမြဲတမ်းအောင်တယ်လို့တော့ပြောလို့မရဘူးဝါခဲတဲဝ9ဆိုလို့ရှိရင်တာတော့မဟုတ်ဘူးဒီလိုတတ်မှတ်လိုက်လို့မရဘူးပတ်ဆက်ရှိတယ်ဆိုတိုင်းလည်းပဲပျော်ရွှင်ချမ်းမြေ့နေတာတော့မဟုတ်ဘူးဒါမျိုးတို့က A ဖြစ်တယ်ဆိုတိုင်းလည်း B ဖြစ်တယ်လို့တော့ပြောလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ထောက်ခံစာရှိတယ်ဆိုတိုင်းလည်းပဲအမြဲတမ်းကြီးအောင်မယ်လို့တော့တရက်သေးတတ်မှတ်လိုက်လို့မရပါဘူးဆိုတဲ့အဓိပ္ပာယ်နဲ့4321အဖြစ်မှန်ကတော့နံပါတ်2ဖြစ်သွားပါမယ်နောက်နံပါတ်18ခါတယ်တော့သူ့ရဲ့နော့ရဲ့နောက်ကနောင်းလိုက်မယ်နော့ရဲ့နောက်ကနောင်းဆိုတဲ့ခါကျတော့နံပါတ်1ကခေါ်မှုဒီနေ့လည်းပဲခုတ်တူသားဆိုကိစ္စနောင်းနဲ့တော့စထားပြီအဲ့တော့ဒီနေရာမှာနောင်းကလည်းလိုနေတာဆိုနှစ်ကတော့သွားလို့ရနေပြီချစ်ကိုကုစုရုဆိုတာက verb ဖြစ်ပါတယ်ခါရဆိုတာကကြတော့ဝက်ကြပလက်ခါရဆိုတဲ့ပုံစံလိုမျိုးလာတာဆိုတော့ပထမကွက်လက်မှာတော့နေရာယူလို့မရတော့ဘူးဒါဆိုရင်ဒီနေရာမှာကနံပါတ်2ကလေးရောက်သွားမယ်ခါတယ်တော့ခုတ်တူသားဝက်ကြပလက်ခါရလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဒါခါရ that's ခါရဆိုတာလေးကသုံးတယ်လေဒါကြောင့်၄ကဒီနေရာမှာလာလိုက်မယ်ခါတယ်နော်ခုတ်တူသားခါရကဲဟုတ်ပြီနိချီကိုင်းနိုင်ဝက်ကြရဲ့ဆုံးသက်မှာနိချီကိုင်းနိုင်ဆိုတာကကြတော့ကျင်းသေးတဲ့တေချာတဲ့မလွဲဘူးဆိုတဲ့အဓိပ္ပာယ်လေအဲ့တော့သူကကြတော့ plain ဖောင်နေနဲ့တွဲတာဆိုတော့ချီခိုကူစုရုဆိုတဲ့နံပါတ်3ကရောက်သွားမယ်ဒါဆိုရင်လွတ်နေတာကနံပါတ်1ခါတယ်နော်ခုတ်တူသားခါရခေါ်မှုချီခိုကူစုရုနိချီကိုင်းနိုင်သူ့ရဲ့ကိစ္စဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုဒီနေ့လဲနောက်ကြမှာတေးကြတယ်
တမျိုးတော့တမျိုးပဲနော်ဝကြဘာသာပြန်တော့တမျိုးဖြစ်နေတယ်အဲ့တော့တမျိုးဖြစ်နေတာကတို့ကမသိရသေးတဲ့ grammar pattern ဖြစ်နေလို့ပါ pattern လေးတစ်ခုရှိပါတယ် noun တော့ခိုးတူဒါခါရ noun တော့ခိုးတူဒါခါရဆိုတာက noun ရဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်လို့ဘာသာပြန်တာမဟုတ်ဘဲနဲ့ noun ဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးတော့ဘာသာပြန်ရတာပါ noun ဖြစ်တဲ့အတွက်ကြောင့်ဒီ noun အကြောင်းကြီးကကောင်းကောင်းသိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီ noun နဲ့ပတ်သက်ပြီးတော့ခံမှန်းပြီးတော့ပြောဆိုတဲ့အခါမှာသုံးပါတယ် noun ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဒီလိုလုပ်မှာပဲဆိုပြီးတော့အနောက်ကနေပြီးတော့ခံမှန်းချက်တွေလာပါတယ်အခုလည်းပဲသူ့အကြောင်းကောင်းကောင်းသိနေတော့သူဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုဒီနေတဲ့နောက်ကြမှာတေးချတယ်ဆိုပြီးတော့ပြောတာပါအဲ့တော့ပြောချင်တာကတော့ undo grammar မသိရသေးဘူးဆိုတော့ညာလဲပဲ N5 အဆင့်လေးတွေ N4 အဆင့်လေးတွေတင်ထားသမျှလေးနဲ့ပြန်ပြီးတော့ချိန်ထိုးစဉ်းစားသုံးသပ်ရတာပဲအဲ့တော့ဒီမှာဆိုရင် noun တော့ noun ဆိုရယ် grammar pattern ကိုစဉ်းစားမိသွားတယ်ဝကြ black ခါရဆိုရယ် N5 က grammar pattern လေးတွေစဉ်းစားမိသွားတယ်နောက် nichigai 9ဆိုတာက N3 grammar pattern သူ့ရဲ့ရှေ့မှာ plain ဖောင်ရှိတယ်ဒါကြောင့်ဝကြရဲ့အဆုံးမှာ3လေးထည့်လိုက်တယ်ဒါမျိုးလေးတွေသဘောပေါက်ပြီးကကြတော့ရွေးရတာပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်နောက်ဆုံးပုတ်နံပါတ်18နံပါတ်18ကခဲခွန်ရှိခိမင်္ဂလာပွဲဆိုတော့ကွက်လက်တဲ့ခိုတိုနီနာတာဆိုတော့ဒီခိုတိုနီနာတာရဲ့ရှေ့မှာကတော့တေချာတခုက plain ဖောင်လိုက်မယ်ကိစ္စဖြစ်လာရဆိုတော့ဘာကိစ္စလဲဒီလိုဘတ်တဲ့ကိစ္စဖြစ်လာတယ်ဆိုပြီးကကြသုံးရမှာလေနော်အဲ့တော့ရှုစဲကိစ္စရုဆိုတော့တက်ရောက်တယ်ဆိုတော့ဒီနေရာမှာတစ်ကတော့ထည့်လို့ရတယ်ဒါပေမဲ့အနောက်က2 3လေးမှာထပ်ပြီးတော့ plain ဖောင်နေပါအောင်ပါလားကြည့်ရအောင်ဒါခဲဆိုတာက noun ဒါခဲ noun ဒါလဲတိုဒီနိခုဒါခဲဒါမျိုးလေနော်အဲ့တော့ noun ကသူ့ရဲ့ရှေ့မှာရှိပါမယ်နိဆိုတာကမှာ particle ဝဆိုတာကကြကတာဝိဘတ်ဆိုတော့ကတာပိုင်းမှာရှိရတယ်ဒါကြောင့်ခဲခွန်ရှိခိနီဝမင်္ဂလာပွဲမှာတော့ဆိုပြီးတော့3ကထိတ်ဆုံးမှာနေရာယူသွားပါတယ်ကဲဟုတ်ပြီဒါဆိုရင်3ပါသွားပြီနံပါတ်4ကကြတော့ခါဇိုကူတို့ရှင်းဆက်ခိဆိုတော့ noun ဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ရဲ့ရှေ့ကနေပြီးတော့နေရာယူလိုက်တယ်မိသားစုနဲ့ဆွေမျိုးตาလျင်ကဆိုတဲ့အဓိပ္ပာယ်ကဲဒါဆိုရင် plain ဖောင်ကလည်းမပါတော့ဘူးဆိုတဲ့ခါကျတော့နောက်ဆုံးကတစ်ကမှန်သွားပြီဆိုတော့4နှစ်ကဒီနေရာမှာနေရာယူမယ်3 4နှစ်တဲ့မင်္ဂလာပွဲမှာတော့မိသားစုနဲ့ဆွေမျိုးตาလျင်ကတက်ရောက်ဖို့ဖြစ်လာခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့3 4နှစ်တဲ့အဖြစ်မှန်ကနံပါတ်2ဖြစ်သွားပါမယ်နားလည်မယ်ထင်ပါတယ်အဲ့တော့ star ပု္ပ္ပစာဆိုတာကအရန်ကိုလွယ်ပါတယ်ဖြေနီးကကြတော့အခုပြောတဲ့နီးအတိုင်းသုံးပြီးတော့ဖြေလိုက်စဉ်းစားလိုက်အောင်ပါပဲအားလုံးကျေးဇူးတင်ပါတယ်မရှင်းတာနားမလည်တာစမပြေတာရှင်းပြောပါနော်